Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့မန္တလေးမြို့မှာရှိတဲ့ကျုံးဘေးကိုတွားရောက်လည်ပတ်မဲ့ဘလော့လေးဖြစ်ပါရဲ့ရှင်အားလုံးပဲလိုက်ခဲ့ကြပါအောင်နော်66လမ်းနဲ့26လမ်းမီးပွားရောက်ပြီးဆိုတာနဲ့မန္တလေးတောင်လှမ်းမြင်နေရပြီဖြစ်ပါတယ်ခုဆိုလို့ရှိရင်တော့ကျုံးကိုလှမ်းပြီးတော့တွေ့နေရပါပြီခွန်းတော့ကတော့ကျုံးရဲ့အရှိတ်ဘက်ပေါက်ကနေဝင်มาဖြစ်ပါတယ်ဒီဘက်ကနေကြည့်မယ်ဆိုလို့ရှိရင်ဒီတပြေပူတာပင်လေးတွေတန်းစီပြီးစိုက်ထားတွေ့ရပါတယ်ဒီတပြေပူတာပန်းပွင့်တဲ့အချိန်ဆိုလို့ရှိရင်လေအဝါရောင်လေးတွေနဲ့ဒီကျုံးနောက်ခံလေးနဲ့တော်တော်လှပါတယ်ဆိုရှယ်မီဒီယာပေါ်မှာဆိုလို့ရှိရင်ကမလေးဆိုရိုက်ထားတဲ့ပုံလေးတအားလာအောင်တွေ့ရမှာဖြစ်ပါတယ်ပွဲတော်ရက်တွေမှာဆိုလို့ရှိရင်လည်းဒီကျုံးဘေးပန်းဖြေတဲ့နေရာမှာပွဲမျိုးစုံနဲ့အရန်စီကားပါတယ်လာရောက်လက်ပတ်တဲ့သူတွေရောတချို့ဆိုရင်အားကစားလုပ်ဖို့လာတဲ့သူတွေလည်းတွေ့ရပါတယ်ခုဆိုလို့ရှိရင်တော့ဒီကားပါကင်ထားတဲ့နေရာကိုသွားနေပါပြီစပိန်လေးလည်းငှားစီးလို့ရတယ်လို့ပြောပါတယ်ငလင်ကြောင်ပျက်စီးသွားတဲ့အပိုင်းတွေကိုလည်းပြုပြင်နေတာကိုတွေ့ခဲ့ရပါတယ်ကဲခုနိုရောက်တဲ့အချိန်ကတော့ညနေ3 နာရီလောက်ဆိုတော့နေရတော့ပူနေပါသေးတယ်ဒါပေမဲ့ချို့လူတွေဆိုဒီနားမှာပန်းဖြေနားတယ်စားနေကြပြီပေါ့နော်ဒီဘက်မှာဆိုထိုင်ကုန်လေးတွေမှာလည်းထိုင်ပြီးတော့ဓာတ်ပုံလှလားလေးရိုက်လို့ရတယ်ပြီးတော့ဒီဘက်မှာအစားတောက်ရောင်းတဲ့ဆိုင်လေးလည်းရှိပါတယ်တချို့ဆိုစပိန်လေးငှားစီကြရပေါ့နော်အချိန်လေးလည်းရမယ်ညနေဘက်မှာသွားမယ်ဆိုတော့ပို့ပြီးအဆင်ပြေပါတယ်အေးလူလေးနဲ့ပေါ့နော်နားနေလေးနေလို့ရပါတယ်ခုနကတော့တခြားလည်းမပတ်နိုင်ဘူးပူလို့ဆိုပြီးတော့မြန်မြန်ဆန်ဆန်ပဲပြန်ထွက်လာခဲ့ပါတယ်ဒီကျုံးအပြင်ဘက်ကပဲဆန်းဆက်ကြည့်ပါတယ်ကျုံးမျိုးနောက်ခံလေးနဲ့ဆန်းဆက်ချိန်လေးကတော့တကယ်ကိုပဲလှပပါတယ်ကျုံးနောက်ခံလေးရဲ့ဆန်းဆက်ချိန်လေးရဲ့နဲ့ဓာတ်ပုံလေးတွေအများကြီးရိုက်ခဲ့ပါသေးတယ်နောက်ဗီဒီယိုမှာပြန်ဆုံတွေ့ကြမယ်နော်ဘိုင်ဘိုင်